atu hi chu pumon kan som lai jang phanak te in pumon bal te hi chu kamai sati la lo ama te amai sat lai ama ni na thedi mi si cha ama ni ren ro mi jong kin te in achim lai achim di tik tuin khan ama ni chan kha ama ku chunga kan ape ko lai ama ni atharam te ning na kan kalpi nak chan seri lai ti mi te kha chim gu dui kan di lak ten kut bang bun som naw se hiban tokin chan sung loi chan than kampetu kampathiam min thang thas ko se alo minglawa ayaw jeju tine chanaro di Malaysia ma si de chanaro ye ZZNF apwe kani ji mu ji pa de chanaro di ma lu thu twai sung pwe ma ta wan yu pe de tia khong song mya naw de lu myo phia chang ho daမျိုးစစ်စင်ပေးတဲ့ဒီဖျားเจ้าကအတင်းလူကြီးပါစတာများနောက်အခုအနေနဲ့အရရကရောက်ရှိလာတဲ့ကျွန်တော်ညီကိုတွေဒီလိုမျိုးတွေ့ရတော့ကျွန်တော်အတူပဲဝမ်းသာတယ်နောက်ခွန်အားလည်းရပါတယ်လို့နောက်ဒါမျိုးမလေးရှားနိုင်ငံမှာတော့အလုပ်တွေနဲ့ဒီလောက်အလုပ်များတဲ့ချိန်မှာဒီလိုမျိုးအချိန်ခါပေးပြီးတော့ရောက်ရှိလာတဲ့အတွက်အမီးတို့ရဲ့လူမျိုးကျွန်တော်တို့ရဲ့ချင်းပြည်အတွက်ဆိုပြီးရောက်ရှိလာတဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်အထူးပဲကျေးဇူးတင်တဲ့အကြောင်းထပ်မံပြောကြားလိုတယ်ကျွန်တော်တို့ဟာခါစကားနားမလဲတဲ့လူလက်ထောင်ပေးပါအောင်ကျေးဇူးပြုပြီးတော့ဟုတ်ကဲ့ကျေးဇူးတင်တယ်ကောဟောကထိုင်လို့တိမီကုထီယလ်တန်ဟောက်စင်ကောဟောစကန်ထိုင်ဒီကောရဝတ်เสียจึงကောဟောကန်ชิมิทาดอุรวกติကျွန်တော်တို့လည်းဗမာစကားမပြောတာကြာတော့တပုံလောက်ရတာနဲ့စူးစမ်းပြီးပြောပေးပါမယ်နော်နောက်ပြီးကျွန်တော်တို့ဒီနေ့ဒီချိန်ခါမှာဒါမျိုးစကားပြောရခါမှာကျွန်တော်တို့ရဲ့မိသားစုအိမ်တွင်းမိသားစုပုံစံနဲ့ပြောဆိုကြရအောင်နောက်ပြောပြီးတော့မေးချင်တဲ့အရာရှိရင်လည်းဘာမှအာနာမှုမရှိပဲကြောက်ရွံ့မှုမရှိပဲကျွန်တော်တို့မေးလို့ရပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟာ1988ခုနှစ်ဒီစီအာနာရှင်စနစ်ကြီးကိုကျွန်တော်မြန်မာနိုင်ငံရန်ကုန်နဲ့အစဟိုးကြေးဝမြို့တွေအထိမကြိုက်လို့ကျွန်တော်တို့ဒီစီအာနာစနစ်ကိုကျွန်တော်တို့ဆန္ဒပြခဲ့တယ်ဒါမဲ့သူတို့တွေကကျွန်တော်တို့တနတ်ပဲပေးတယ်ကြီးစံပဲပေးတော့ကျွန်တော်တို့မှာဘလို့မှကိုယ့်ရဲ့အိမ်တွေမှာကိုယ့်ရဲ့ရွာတွေမှာကိုယ့်ရဲ့မြို့တွေမှာကိုယ့်ရဲ့မိဘရွှေမျိုးတွေနဲ့နေလို့မရတဲ့အချိန်သူတို့ဖန်တီးပေးလို့ကျွန်တော်တို့ဒီလိုတောထဲရောက်သွားခြင်းဖြစ်ပါတယ်လို့ကျွန်တော်တောထဲရောက်သွားတာအသက်24နှစ်ပဲရှိပါသေးတယ်အဲ့ဒါကျွန်တော်ရဲ့ညီကိုတွေဒီမှာရှိတဲ့လူတွေလည်းအဲ့ဒါကိုယ့်ရဲ့မိမိရဲ့အသက်ကိုပြန်စဉ်းစားပါကျွန်တော်တို့ဒီနေ့ဒီအသက်24နှစ်အရွယ်ကတော့တော်တော်လေးပျော်ရွှင်နေကြတဲ့အချိန်မိသားစုထဲမှာလည်းမိသားစုနဲ့လည်းမခွဲခွာနိုင်တဲ့အချိန်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့အရာပျော်မြူးနေတဲ့အချိန်မှာကျွန်တော်တို့တွေကဒီအာဏာရှင်စနစ်ကိုမကြိုက်ဘူးကျွန်တော်တို့ရဲ့ဒီမိုကရေစီစနစ်ကိုလိုချင်တယ်ဆိုပြီးကျွန်တော်တို့အားလုံးရန်ကုန်နဲ့အစကျွန်တော်တို့ချင်းပြည်မြို့နယ်အတီးတီးရလဲဆန္ဒပြတယ်အဲ့ဆန္ဒပြတဲ့ချိန်မှာကျွန်တော်တို့မှအတချောင်းတော့မရှိပါဘူးဒါဒီအာဏာရှင်တွေကကျွန်တော်တို့တနက်နဲ့ပြစ်တော့ကျွန်တော်တို့တွေဘလို့မှနေထိုင်လို့မရတဲ့အတွက်ဒါမျိုးမရှိတဲ့အစိုးကျွန်တော်တို့လက်နက်ကင်ရခြင်းဖြစ်ပါတယ်ဆိုတာကျွန်တော်ရိုးသားဆိုပဲဒီမှာပြောချင်တယ်88မှာကျွန်တော်တို့ဒီလိုတောထဲဝင်ရခြင်းဟာခုနကျွန်တော်ပြောသလိုကျွန်တော်တို့စိုးတွန်းမိုက်မဲလို့မဟုတ်ပါဘူးလက်နက်ကိုတနက်ကိုတအားကင်ခြင်းလို့လူတက်ခြင်းလို့လည်းမဟုတ်ပါဘူးကျွန်တော်တို့တွားရခြင်းนี่ကျွန်တော်တို့ရဲ့စနစ်ဆိုးကြီးကိုမကြိုက်လို့ကျွန်တော်တို့ဟာငင်းချမ်းစွာနဲ့ပဲဆန္ဒပြတယ်ဒါပေမဲ့သူတို့ကတနက်နဲ့ပဲပြန်ပြီးတော့ခြေပတဲ့အတွက်ကျွန်တော်တို့ချင်းလူငယ်တွေမှာဘာမှမရှိတော့ညာလဲကိုတက်နိုင်တဲ့နေရာနဲ့ပြန်တော်လာမယ်ဆိုပြီးတော့ကျွန်တော်တို့တောခွာချစ်ဖြစ်ပါတယ်လို့အဲ့ဒါဘသူတယောက်မှကျွန်တော်ပြောသလိုဒီမျိုးနွယ်စုမှဒီမြို့နေမှဆိုတဲ့ဟာမရှိဘဲနဲ့ကျွန်တော်တို့ချင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာကျွန်တော်တို့ချင်းတစ်မျိုးသားလုံးအတွက်ဒီ88ခရီးကနေကျွန်တော်တို့ဒီလက်နက်ကိုဆွဲကင်ခြင်းဖြစ်တယ်ကျွန်တော်တို့လက်နက်ကင်နေဆိုတာကျွန်တော်တို့ချင်းနေအတွက်တော့တကယ်ကိုမလွယ်ပါဘူးကျွန်တော်တို့တခြားတိုင်းသားတွေမှာကျွန်တော်အကုန်လုံးရောက်ပြီကျွန်တော်တို့မိတ်ဆွေတိုင်းသားတွေမှာကျွန်တော်အကုန်လုံးလိုရောက်တယ်သူတို့တွေမှာသူတို့ရဲ့တွတ်ထွက်ပစ္စည်းတွေသူတို့ရဲ့ data ထွက်ပစ္စည်းတွေနဲ့သူတို့ကဒီမှာလက်နက်ကင်လှုပ်ရှားတာလွယ်တယ်ဒါကဘာမှမြန်မာနိုင်ငံအစင်းရဲဆုံးမြန်မာနိုင်ငံမှာကျွန်တော်တို့ချင်းလူမျိုးတွေအစင်းရဲဆုံးအဲ့ဒီထဲမှာကျွန်တော်တို့ကဘာတွတ်ထွက်ပစ္စည်းမှာယနေ့ချိန်ထိကျွန်တော်တို့မတွေ့သေးဘူးအဲ့မတွေ့တဲ့ထဲမှာကျွန်တော်တို့လက်နက်ကင်ရတယ်ဆိုတာလွယ်တာမဟုတ်ဘူးအဲ့ဒါစာနာပေးပါဒီမှာအားလုံးကကျွန်တော်ကြည့်တော့လူငယ်တွေများပါတယ်အဲ့ဒါစာနာပေးပါအခုလိုမျိုးကျွန်တော်တို့နိုင်ငံတကာတွေအထိရောက်ဖို့ဆိုတာလေကျွန်တော်တို့အဲ့တော့လုံးဝအုံနောက်ထဲမှာမရှိဘူးကျွန်တော်တို့အားလုံးကအဲ့မှာတော်တဲ့ရောက်သွားတာဒီအသက်အကြီးဆုံးက30လောက်ရှိမယ်အငယ်ဆုံးက15နှစ်လောက်ကျွန်တော်တို့ချင်းကျောင်းသားလူငယ်လေးတွေအမှကျွန်တော်တို့တွေတော်လှန်ဖို့လှုပ်ရခါကြတော့ကျွန်တော်တို့တွေကလက်နက်ရှာမယ်ကျွန်တော်တို့အမျိုးသားအခွင့်အရေးကိုရအောင်တိုက်မယ်ဆိုပြီးကျွန်တော်တို့တွားတာဒါကျွန်တော်ကချင်ပြည်နယ်ရောက်သွားတယ်အဲ့ကချင်ခုလိုင်စာဆိုတဲ့ဟာအားလုံးသိကြမှာပါအဲ့ KIO ရဲ့ headquarter အဲ့လိုင်စာကိုကျွန်တော်ရောက်သွားတော့ဒီကချင်ညီနောင်တွေကနေကျွန်တော်တို့စစ်ပညာတွေပေးတယ်ထောက်ပံ့ပေးတယ်ကျွန်တော်တို့အမှ3နှစ်3မို့အဲ့ကချင်မှာပဲကျွန်တော်တို့တော်လှန်ရေးကိုစခဲ့တယ်အဲ့မှာဆိုရင်အခုလောက်ဘယ်ဒေတာမှမဖွံ့ဖြိုးသေးဘူးတကယ်တော်ကြီးတယ်ကျွန်တော်တို့ဆိုဟိုဘက်ရောက်တော့ဘယ်ချီးနေနဲ့မှဘလို့မဆက်တယ်လို့မရဘူးအဲ့ဒီတော့လည်းအတက်ကလည်းငယ်ကျွန်တော်အမြဲတမ်းဒီခရစ်စမတ်ချိန်ရောက်ပြီဆိုအိမ်ဝင်အရန်တတိယကိုယ့်ရဲ့တငယ်ချင်းနေရှင်းပြပါစတာတွေထိကိုတတိယအမှကျွန်တော်ကချင်မှာနေတော့အဲ့ကချင်နဲ့သူတို့တွေအတွေ့အကြုံအများကြီးရှိပြီးသားဆိုတော့ကျွန်တော်တို့ကထင်တာတော့ကျွန်တော်တို့အားလုံးတွားကြမယ်ဟုတ်ပြီတနတ်တွားရှာမယ်6လနဲ့အပြတ်တိုက်နေကျွန်တော်ထပ်သွားလာဘယ်6လမှာကိုအနှစ်ပေါင်း30နှစ်ရှိသွားပြီ6လနဲ့တိုက်ဖို့ကမလွယ်ဘူးကျွန်တော်တို့30နှစ်လုံးလုံးအမှကျွန်တော်ကချင်ကနေပြီးတော့ကျွန်တော်ကချင်မိဘညီကိုတွေကကျွန်တော်တို့ကြည့်တယ်ကျွန်တော်ဌာနဆိုင်ရာအားလုံးတင်ပေးတယ်ကျွန်တော်ရဲ့ချင်းပြည်ရောက်တဲ့ခါကိုယ့်အကိုရက်တည်နိုင်ဖို့အတွက်ကျွန်တော်တို့လိုအပ်တဲ့ဌာနဆိုင်အားလုံးအသိပညာပေးပြီးတိုက်ပွဲသိပညာတွေအကုန်ပေးတယ်သူတို့ကအဲ့ဒါတွေသူတို့ရက်နိုင်ပြီဒီလူငယ်တွေဆိုမှပဲသူတို့က3နှစ်တိကိုကျွန်တော်တို့ထားတာကျွန်တော်တို့ကတင်နန်းပြည်ရနဲ့ပြန်ချင်တာတင်နန်းပြည်ရနဲ့ကျွန်တော်တို့ပြန်ခဲ့တော့အကုန်တေးမှတေးချတယ်အဲ့မှာအတွေ့အကြုံကအားကြောင့်ဒီနေ့လူငယ်တွေလည်းဘာမဆိုစိတ်ရှိဖို့လိုတယ်ဘာမဆိုအတွေ့အကြုံဆိုတာတအားလိုတယ်ကျွန်တော်ရဲ့တော်လိုင်းတစ်လျှောက်မှာအဲ့မှာကျွန်တော်တို့ပြန်လာတော့အဲ့ဗမာအုပ်စုသူအစဉ်စဉ်ဟာကျွန်တော်တို့ချင်းရဲ့တမိုင်းကိုကောင်းကောင်းနားလဲတယ်သူတို့ဒီမှာလူငယ်ဆိုတော့ကျွန်တော်ဒီတော်လိုင်းလေးကိုပြန်ပြောချင်တာကျွန်တော်တို့ဒီအရင်ကကျွန်တော်တို့ချင်းเนี่ยအုပ်စုကြတယ်ကိုယ့်ရဲ့စော်ဘွားနဲ့ကိုအုပ်ချုပ်တယ်အင်္ဂလိပ်တွေကကျွန်တော်တို့တင်ပိုက်တယ်အဲ့မှာတရှင်ကျွန်တော်တို့အောင်ဆန်းနဲ့ချင်းရဲ့ကချင်ရဲ့ရှမ်းရဲ့ဗမာရဲ့ဒီလေးခုကနေပြီးတော့ကျွန်တော်တို့ပြည်ထောင်စုတည်ဆောက်မယ်ဆိုပြီးတော့ပင်လုံမှာလက်မှတ်ထိုးတာအဲ့လက်မှတ်ထိုးတာပါလေ Federal Democracy ကိုပိုင်ပြဋ္ဌာန်းခွင့်ဒီ၃ခုအဲ့ဒါနေဝင်အာဏာသိမ်းလိုက်တော့ကျွန်တော်တို့ချင်းကောင်းဆောင်ကြီးတွေကာနယ်ဆုံခပောင်နဲ့နောက်ဆန်နော်ဟာခါတီးငါကာနယ်ဆုံခပောင်ဟာခါဆန်နော်တော့ခိုတာအဲ့တော့အဲ့ဒီလူတွေကအယားဟိုနာမည်ကြီးတာချင်းနေတယ်ဆန်နော်ဆိုကျွန်တော်တို့ဒီ line ဆိုတဲ့ဒီ line စကားပြောတဲ့အတိုင်းဝမ်းမှာမတိသူရှားတယ်ဘာဖြစ်လို့ तू က18နှစ်မှာဟိုပါတီ तू ကဝင်ပြိုင်ပြီအသက်21နှစ်မှာ तू က MP ဖြစ်တာကဘာမှာအသက်အငယ်ဆုံးအဲ့ဒီပုဂ္ဂိုလ်က तू တောခိုတာအဲ့ကာနာဆုံကပေါ့လို့ အဲ့
တောခိုတဲ့ခါကျတော့ဘာလဲဆိုသူတို့မှာပါကစ္စတန်ဘင်္ဂလားဒေ့ရှ်မှာသူတို့တွားပြီးတော့စစ်ပညာရှာတယ်စစ်ပညာရှာပြီးသူတို့ပြန်လာတဲ့ခါကျအားလုံးဒေတာခါနေကြိုးဆူပေးမဲ့ကူညီပေးမဲ့ကျွန်တော်တို့ချင်းတောင်ရောက်တော့သူတို့တော်လိုင်းပြတ်သွားတယ်ဘာဖြစ်လို့လဲချင်းနေမကူညီဘူးမပန့်ပိုးတဲ့အပြင်သူတို့တိုင်နာတော့သူတို့ရဲ့ဆံတော့လက်ထောင်ကြတယ်ဒီလိုပဲကာနဲ့ဆုံးကပောက်လဲအဲ့လိုပဲအမှကျွန်တော်ပြောချင်တာ1962လောက်မှာပဲကျွန်တော်တို့ရဲ့ချင်းတော်လိုင်းကကြာဆုံးသွားတယ်အခုကချင်တို့ရှမ်းတို့ကရင်တို့ဆိုအဲ့ပတ်ဝန်းကျင်မှာအားလုံးတောခိုတာဒါရင်သူတို့အမျိုးသားတွေကသူတို့လူမျိုးတွေအနောက်ကနေပန့်ပိုးရပြယနေ့အထိသူတို့ဒီတည်တတ်နေစေတော်လိုင်းရယနေ့အထိအားပူကောင်းလာနောက်1984မေဂျာစလန်ဇမ်ဒါဖလမ်လူငယ်ကျောင်းသားသူလည်းတခါပညာတတ်တွေခေါ်ပြီးတော့ကရင်မှာစစ်ပညာပညာပြန်တက်တယ်သူတို့မှာခေပေါင်းများစွာနဲ့လူငယ်တွေကမစစ်ပညာတွေတွတ်တယ်ပြီးသူတို့ပြန်လာတာဟိုမြန်မာနိုင်ငံမက်ကိုမျက်စိတမမြင်အောင်ကြည့်ဟိုးကရင်အောက်ကနေအပေါ်အဲ့ရနဲ့တခြားရှမ်းနေတိုင်းသားတွေအကုန်လုံးနာကာတွေအကူကြီးတယ်ကျွန်တော်ချင်းပြည်လဲဝင်လာအောင်အမှသူတို့ပြန်တိုင်ပြောဗမာတွေဘက်မှာပြန်ပါပြီးကျွန်တော်တို့လူမျိုးတွေကသူတို့ပြန်တိုင်တော့တလောက်ချီတိုင်းသားတွေကနှင်းနဲ့ချီပြူလာတာချီချီနဲ့အဲ့ဒါပြန်လာတဲ့ခါကျတော့ကျွန်တော်ဒီမှာတီးတိန်နေရောက်တော့အကုန်လုံးမှာပြည့်ဖာအမအကုန်လုံးဖမ်းပြီးတော့သူတို့ကျိုးလီနဲ့အကုန်လုံးလူပေါင်းကျွန်တော်မမှားဆို40ကျော်ပစ်တာအမကျွန်တော်တို့ရဲ့ချင်းတော်လိုင်းလူငယ်1984မေဂျာစလန်ဇမ်နဲ့အဖွဲ့အမဆုံးသွားပြန်အမကျွန်တော်ချင်းလူမျိုးမှာတော်လိုင်းဆိုတာမရှိတော့ပြန်စဉ်းစားပါနောက်88မှာဒီ CNF ဆိုတာဒီចောင်းသားတွေပြန်ထွက်လာတော့ကျွန်တော်တို့ဒီຢာတွေပြန်စဉ်းစားတော့ကျွန်တော်တို့ခေါင်းဆောင်တွေတကယ်ကောင်းပါတယ်ကျွန်တော်တို့88မှာဒီမှာမွေးတဲ့လူလည်းရှိမယ်မမွေးသေးတဲ့လူလည်းရှိမယ်ဒီတနိုင်ငံလုံးဝမကြိုက်ချင်းနေအလုံးကလည်းအာနာရှင်မကြိုက်တာအဲ့မကြိုက်တာကြီးကိုကျွန်တော်တို့တွားပြီးတော့တောခိုပြီးတော့ပြန်လာတဲ့ခါကျတော့အခုလိုပဲကျွန်တော်တို့ရဲ့ဖခင်ကြီးတွေဆံတော့တဲ့ကာနဲ့ဆုံးကပါလို့အဖြစ်ပြောက်ကျွန်တော်တို့တည်မေဂျာစီလန်ဇမ်တို့ရဲ့အဖြစ်ပြောက်ကိုကျွန်တော်တို့တည်အားကြောင့်ကျွန်တော်ချင်းဆိုတဲ့နေရာတွေမှာကျွန်တော်မဝင်ရဘူးဘယ်ရွာမှမဝင်ရဘူးကျွန်တော်နာကအထီးရောက်လာတယ်အမှသူတို့တွေကခုနပြောသလိုဒီဗမာဆိုတဲ့လူမျိုးတွေကကျွန်တော်ချင်းနေဒီအင်္ဂလိပ်ခေတ်မှာဂျပန်ခေတ်မှာဘယ်လောက်ပြောင်မြောက်လဲဘယ်လောက်တတိရှိရဘယ်လောက်ယူသားလဲဆိုတာဘယ်လောက်သစ္စာရှိရဆိုတာသူတို့ရဲ့အင်္ဂလိပ်တွေရဲ့ဒီမတမ်းမှာတော့ရေးထားတာအဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေကချင်မူရောက်တော့ဒီလူတွေဒီချင်းပြည်ရောက်ရင်မလွယ်ဘူးအကုန်လုံးခုနလိုထောင်တို့လူမျိုးမေဂျာစလန်ဇမ်တို့လာမအကုန်လုံးတပ်ပြဖို့အဲ့ဒါကိုသူတို့ကနီလာပေါင်းစုံနဲ့ကျွန်တော်တို့လိုက်တာကျွန်တော်တို့ KIO ကျွန်တော်တို့ KIA စစ်ဘူတွေကလည်းကျွန်တော်တို့ကိုတကယ်တော်ရီအမစစ်တပ်တွေမလိုက်နိုင်တဲ့နေရာထိကျွန်တော်တို့ညမှာပဲအဲ့လိုရှောင်းကွင်းပြီးတော့စစ်သားတွေလည်းရှိတယ်တွေ့ဆိုကျွန်တော်တို့တညာငင်းလေးနဲ့ခက်ခဲပုံမြောင်မွားဆိုတဲ့ကျွန်တော်တို့ခေါ်လာတော့ကျွန်တော်နာဂပြည်ရောက်သွားနာဂပြည်ရောက်တော့ကျွန်တော်တို့ဖြက်လိုက်ပြောအမနာဂတွေလည်းကန်ဆိုးရှာတာမောက်တမ်ခေဗမာလိုဘယ်လိုပြောလဲအေးငါမို့ခေါင်းပါအမပါမမရတော့စမ်းစပါလေသူတို့နာဂပြည်အလုံးပဲအမတော်လိုင်းတမားတွေဒီအိန္ဒိယဘက်ကတော်လိုင်းတမားတွေဒီဗမာပြည်ကတော်လိုင်းတမားအမနာဂအကွာတာမရောက်ဘာမစားလို့မရတော့သူတို့တွေကပင်းဥတွေကိုသူတို့ကစားတယ်နှစ်ခါလောက်ချက်တယ်ဆိုသူတို့စားနိုင်တယ်
ဒါကျွန်တော်တို့ရောက်လာတော့ဒီပိန်းဥတွေကိုတူးပြီးတော့ကျွန်တော်တို့လည်းမြေကြီးတရားနဲ့ပြန်ချက်တယ်နှစ်ခါချက်လည်းမရသုံးခါချက်ကျွန်တော်ခါတော့လုံးအောင်စားနိုင်ကျွန်တော်မှအယံခက်တွေ့တာရောက်ချီမဲ့အဲ့လိုဖြစ်သွားတော့ကျွန်တော်တို့မှာဘာရိတ်ခါမှလည်းမရှိတော့ကျွန်တော်ဘာလုပ်လဲဒီငပြောပင်လေးကိုသွားရှာတာငပြောပင်ရဲ့အလေအူလေးကိုကျွန်တော်တို့ကပါစီပြီးတော့စားနိုင်တဲ့တစ်ပင်အရွက်တွေနဲ့အမှကြိုပြီးတောက်ပြီးစားတာကျွန်တော်ရဲ့တက်မှာဟင်းအကောင်ဆုံးစားပဲဒီစားလေးတွေတက်တက်လေးတုံးတုံးစီတယောက်စီပြအဲ့ဒါလေးနဲ့ရက်ပြီးတော့ကျွန်တော်တို့အဲ့လိုစားတာရပေါင်း40ကျော်ကျွန်တော်ထမင်းငတ်ခဲ့ရပေါင်း40ကျော်အမှကျွန်တော်တို့တွေအဲ့လိုပဲနေဘလို့မှအိမ်အတွက်ကိုလုံးဝဒီစိတ်ထဲနဲ့မိဘတွေတငယ်ချင်းတော့ဘသူမှစုတောင်းနိုင်တဲ့စိတ်တော့မပေါ်ကျွန်တော်အိတ်စတဲ့မှာပါပေါ်တယ်ကျွန်တော်တို့ဘယ်တော့ထမင်းရမလဲဘုရားသခင်ကျွန်တော်တို့ထမင်းပေးပါအဲ့ဒါပဲကျွန်တော်တို့စုတောင်းနိုင်အားနဲ့ကျွန်တော်တို့တဖြည်းဖြည်းမိုးရတီလကုံအမှကျွန်တော်တို့တဖြည်းဖြည်းနဲ့ပြန်လာတော့ကျွန်တော်ဒီချင်းတောင်ဒေသတွေရောက်တော့ဒီချင်းလူမျိုးတွေကိုကျွန်တော်တို့မတွေ့ရဲပြန်ဘူးချင်းရွာတွေကိုလည်းကျွန်တော်တို့အကုန်လုံးရှောင်ရတယ်ဘာဖြစ်လို့လဲအခုနကြောတယ်လို့ကျွန်တော်တို့တွေဟာတော်လိုင်းရေးမှာကျွန်တော်ရဲ့အမျိုးသားစိတ်တက်တရားအရာကိုညံ့ဖြစ်နေလို့ကျွန်တော်တို့တွေပြုတ်သွားမှာဆိုလို့ကျွန်တော်တို့တွေဟာအငတ်ခံအစင်းရခံကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကိုရောက်သွားတယ်ခြေချင်းနဲ့နှစ်ပေါင်းတစ်နှစ်လောက်ကြာခြေချင်းသွားတယ်အဲ့ဘင်္ဂလားဒေ့ရှ်မှာကျွန်တော်တို့တွေအဲ့ဒါလေးဥပဲပြန်စားနောက်ကစုံဥပဲစားရပြန်အဲ့ကျွန်တော်တို့အမှနေပြီးတော့အခုဘုံဆိုတဲ့လူမျိုးတွေဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘုံဆိုတော့ကျွန်တော်တို့ချင်းလူမျိုးပဲဒီထန်တလန်နဲ့အထွက်တဲ့ဘုံတွေအမှအဲ့သူတို့တွေမှာကျွန်တော်တို့တောင်းစားသူတို့တွေမှာကျွန်တော်တို့တောင်းရပြန်လှုပ်စားအဲ့ရနဲ့ကျွန်တော်တို့တဖြည်းဖြည်းတည်းအခုဘင်္ဂလားဒေ့ရှ်နဲ့ဘယ်လိုဝနဲ့မင်းဒတ်နဲ့ကံပလက်နဲ့နောက်ဇောက်တုံးလောက်တူမာရာနောက်ဒီဘက်ထန်တလန်ဟာခါနောက်ဖလာတီဒင်းတွန်းစားကလေးဆိုပြီးကျွန်တော်ဖြည်းဖြည်းပြန်ချင်းကတ်လာကျွန်တော်လူထုတွေလည်းမတွေ့ရဘူးနည်းနည်းလေးလူထုနဲ့တွေ့တော့ဗမာစစ်တပ်သွားတိုင်ကျွန်တော်တို့ပြန်လိုက်ပြီအဲ့လိုလေးနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကြီးရွာတွေဝင်တရားတွေဟောဆန်လေးတွေပေးအဲ့နဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့လူထုတွေကဆန်လေးပေးတာတွေရှိတယ်ကျထိုးတွေကသွားပြီးတော့တရင်ပေးပို့တာရှိအဲ့တရင်ပေးပို့လဲကျွန်တော်တို့တွေတေတဲ့ရဲဘော်တွေတော့မနေတော့အဲ့လိုနဲ့နေပြီးတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ကျွန်တော်တို့အဲ့ရွာတွေကြီးရွာတွေကျွန်တော်တော်တော်လေးကျွန်တော်ဆိုတော်တော်ခီးရောက်အခုကျွန်တော်တို့ချင်းပြည်နယ်ကိုမြို့နယ်မကလို့ဟိုကလေးဗီလီတီကြီးရွာတွေတော့ကျွန်တော်တော်တော်လေးကိုရောက်တယ်အဲ့မင်းတပ်ကံပလက်ပလက်ဝမတူပီနောက်ဒီမာရာဇုံတူလောက်တူဒီဌာနနာခါဖလမ်ကျွန်တော်ကြီးရွာတွေဒီတနက်ကလေးနဲ့အကုန်ရောက်တာအများစုကျွန်တော်ရောက်အမှကျွန်တော်တရားဟောတဲ့ခါဆန်လေးတွေပေးတယ်အဲ့ဒါဟိုမှစစ်တပ်ကလိုက်လာပြန်စစ်သားချင်းပဲဗျာပြင်းတင်ပါဖြစ်လေအဲ့ဒါတွေကိုကျွန်တော်တို့သူတို့မပြစ်နိုင်တဲ့ခါကျတော့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအချီးဆိုရအမီနာမအဟုတမြောက်သူတို့ကရိုက်ပြီးငင်းပါနှိမ့်ဆက်တချို့တွေထောင်ကြတယ်တချို့တွေတေးတယ်အဲ့ဒါတွေကိုကျွန်တော်တို့မြင်နေရတဲ့ခါကျတော့ကျွန်တော်တို့မှလည်းပတ်စံလည်းမရှိဘလို့မှကျွန်တော်တို့ပြည်သူတွေပြန်ကူညီနိုင်မှမရှိတော့ကျွန်တော်တို့98မှာကျွန်တော်တို့အတွက်ဒါမျိုးဒုက္ခဆင်းရဲခံတဲ့ကျွန်တော်ချီးလူမျိုးတွေကိုသူတို့ရဲ့အသက်ရှင်နေထိုင်နိုင်ရဲ့အတွက်ကျွန်တော်တို့စူးစမ်းမယ်ဆိုပြီး refugee ကိုကျွန်တော်တို့68မှာ policy ချတာ69မှာကွမ်ကျွန်တော်ချီးနေအမှထွက်ပြေးတဲ့လူကထွက်ပြေးပြီးတော့အမေရိကကိုသွားဖို့ကွမ်ကျွန်းစုရောက်သွားအမှလူပေါင်း900ကျော်
ara charo party ya le policy shi tha da atai ai kwa mu yaw do America tu lu kong ku te ri so pi so swe pi khin nyu shi tin bon la la cha pho pian pi ro hlup pho ara ko charo lu ji ri po lu ji ri twa pi America so ya pyo de ai lu ri u le pyu ji ye tabo ta ba wa ri tin pe de now so cha charo ri a long phia ta khin ye jesu do chang ai kom ne pathama song refugee ong min da 69 ba now 2001ဒီမလေးရှားမှာအများရောက်လာကြပြီကျွန်တော်ဒီမှာမလေးရှားမှာစင်အပပြန်လွတ်တဲ့လူကြီးတွေနောက်တစ်ခုဒီမှာမွတ်စလင်နိုင်ငံသူက UN မှာသူလက်မထိုးဘူး refugee လက်မထိုးတဲ့ခါကျတအားခက်သူလည်းအမှကျွန်တော်တို့ဒီ Malaysia refugee စပြီးလောက်ကင်ခဲ့တာမာရာဘယ်သူလဲနာမည်ခုတော့ဟိုဟာရောက်တော့ Ken Stans အဲ့ဒီပုဂ္ဂိုလ်အရန်တော်မာရာသူပညာတတ်ဒီ refugee ကြောင့်သူကောင်းကောင်းသိတော့သူအမှထောင်းတယ်ဒီရဲတွေကဖမ်းတယ်ထောင်းချတယ်ရိုက်တယ်အရှုံးမပေးဘူးသူမြဲပြန်လို့နောက်ကျကျွန်တော်တို့ကူညီတဲ့အမျိုးသမီးတွေထန်တလာမြို့ပေါ်မှာတိုက်ပွဲဖြစ်တော့အဲ့တိုက်ပွဲမှာကျွန်တော်ကူညီတဲ့ sweet jam သူကူညီသူဖမ်းပြီးထောင်ချတာ3နှစ်ဟာခါမြို့ပေါ်မှာကျွန်တော်တို့တိုက်ပွဲဖြစ်တော့ကူညီတဲ့ဆိုပြီးတော့ကျွန်တော်တို့ရဲ့တတော်တထွေးခွန်ချာအဲ့ဒီအမျိုးသမီး3ယောက်ထောင်ချတာ3နှစ်သူတို့ထောင်ရတဲ့လွတ်ပြီးခါမှာဒီမလေးရှားရောက်လာမလေးရှားရောက်ကန်ကောင်းလို့အဲ့သူတို့ထောင်ချတဲ့ဟာအသက်တွေနဲ့ရွှေကျင်းမှာပထမဆုံးမလေးရှားမှာ refugee ရတဲ့ပုဂ္ဂိုလ်အဲ့ဒါတမိုင်းပါလူငယ်တွေအဲ့ဒီ refugee ရွှေကျင်းနဲ့တော့ထွေးနဲ့ခွန်ချာမှာထောင်ချတဲ့ဖွဲ့ရောက်လာလို့အဲ့ရနေယနေ့ကဘာကိုချီးနေရောက်လာခြင်းဖြစ်တယ်နိုင်ငံပေါင်း20ကျော်မှာလူတသိန်းကျော်ကျွန်တော်ချီးနေရောက်နေပါပြီလို့အဲ့ဒါ refugee အဲ့ဒါကျွန်တော်ပြောချင်တာပါလေဒီမှာရှိတဲ့လူအားလုံးဒီ refugee ကဘာမှလို့စစ်ပြေဒုက္ခတွေပဲစစ်ချောင်းတာပဲနောက် UN မှာကျွန်တော်တို့စာရေးတော့ဘာလုပ်တယ်ဒီအစိုးရတွေကကျွန်တော်တို့တတ်လို့ဒီအစိုးရတတ်မလို့ဒီအစိုးရကျွန်တော်တို့ဖမ်းဖို့ကျွန်တော်တို့ကြောက်လို့ဒီမှာ refugee ရှောက်တယ်ဆိုကြတဲ့ခမည်းဟာတော်လာရေးတမဖြစ်တော့ပြန်စဉ်းစားပါခမည်းတို့ဒီရောက်လာချင်းဒီအုပ်ချုပ်မှုမကြိုက်လို့ခမည်းဒီရောက်လာချင်းဖြစ်တယ်အဲကျွန်တော်ပြောချင်တာဒီမှာရှိတဲ့ UNHCR refugee ရှောက်တဲ့လူတိုင်းနဲ့ဒီကနေနိုင်ငံတကာရောက်တဲ့ချင်းနဲ့အားလုံးတော်လာရေးတမကျွန်တော်တို့နဲ့အတူတူပဲဒီအုပ်စုသူအစိုးရခမည်းတို့ဘယ်လိုမြင်လဲရှိပဲလေငါ့ကိုမကြိုက်ဘူးငါ့ကိုနင်းကသူကပြောနေရ UN မှာသူတည်နေပြီဆိုကြတဲ့ခမည်းဟာတော်လိုင်းတမဖြစ်ပြီအဲ့ဒါကိုတော်လိုင်းတမမတိကြဘူးကျွန်တော်တို့မှာခက်တာဒီကနေဟိုအမေရိကရောက်သွားပြန်တော့လေသူတို့တော်လိုင်းမတိပြန်အရင်ခက်တာအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့တော်လိုင်းကြီးဟာယနေ့ဟုတ်ပြီရွာတွေမှာကြီးရွာတွေမှာတချို့ဖះเจ้าတွေမှာတနေ့ကုန်ဖះเจ้าပွင့်ပြီးတော့စုတော်တဲ့လူတွေတညာလုံးအစာရှောင်ပြီးစုတောင်းတယ်လို့များတယ်အခုကျွန်တော်တို့ရဲ့တော်လိုင်းကြီးချင်းဆိုတာကဘာတိပြီချင်းဆိုတာ UN တိလို့ကျွန်တော် UN မှာလည်းချင်းပဲလိုင်းနဲ့မရဘူး UN မှာလိုင်းမီမရဘူးတာဇုံမီမရဘူးဇုံတုံးလည်းမရဘူးခွန်မီလည်းမရဘူးအရှိုးလည်းမရဘူးကျွန်တော်ချင်းနဲ့ဝင်ထားတာUN မှာကျွန်တော်တို့ချင်းလူမျိုးကချင်းဆိုပြီးအတိမတ်ပြုလို့ကျွန်တော်တို့တွေကဒီအလံလေးနဲ့တော်ပြီးစကားပြောတာအခုနိုင်ငံတကာတွေမှာအစိုးရတွေနဲ့ပြောရခါဟောဖြစ်ဘယ်လိုမျိုးအဖွဲ့အစည်းတီးနဲ့ပြောရခါဖြစ်လိုအပ်တဲ့ခါကျကျွန်တော်တို့ဒီအလံလေးကြိုင်ပြီးကျွန်တော်တို့လူကြီးတွေကအလက်တလမတော်တယ်ကျွန်တော်လူကြီးရဲ့အလားလေးကင်ပြီးတော့ဒါချင်းဆိုပြီးတော့ကျွန်တော်တို့ပြောဆိုနေချင်းဖြစ်ပါတယ်လို့ဒီအလားအားကြောင့်
ကျွန်တော်တို့မကြိုက်တဲ့ပြည်တွင်းမှာကျွန်တော်တို့ဒီအစိုးရတွေကလှုပ်ပေးတဲ့ကျွန်တော်ပြည်နေအလံကိုခမရမကြိုက်လို့သူတို့လှုပ်ပေးတဲ့ဒီပြည်နေအလံလေးကိုမကြိုက်လို့ကျွန်တော်တို့ဒီရောက်ပြီးတော့ကျွန်တော်တို့ဒီမှာတော့ refugee ရောက်ပြီးရတာနဲ့ကျွန်တော်တို့ပြည်နေအလံကြီးကိုဒီမှာယူလာပြီးတော့ကျွန်တော်တို့ချင်းအမျိုးသားနဲ့မှာအလေးပြုလို့ဆိုတာကျွန်တော်အယံဝင်ရင်နာတယ်စဉ်းစားပါဒါပြုတ်တင်သလားပြည်နေအလားနဲ့အမျိုးသားနဲ့အလားတော့မှကျွန်တော်တို့မခွဲခြားတတ်တဲ့ချင်းနေဖြစ်ဖို့ကတော့သူများတိုင်းသားတွေကြည်ရည်လိမ့်မယ်ဆိုလိုချင်တာကျွန်တော်ခုနှစ်တော့အတိအကျမသိဘူး94လား96လားကျွန်တော်တို့ UN မှာချင်းဆိုတာပထမဆုံးဝင်နိုင်တာအတိမပြုတ်အဲဒါကြောင့်ကျွန်တော်တို့တွေကချင်းလူမျိုးတွေဟာချင်းအမျိုးသားနဲ့လည်းကျွန်တော်တို့ဖလားမနဲ့စားအဲ့ဖလားမတိုင်ခင်မှာကျွန်တော်တို့ခေါင်းဆောင်တွေဖခင်ကြီးတွေလောက်လာခဲ့တာအများကြီးဒါဟာဒီဖလားမီလာခံပြီးမှကျွန်တော်တို့အားလုံးသဘောတူတာဒီဦးနုအစိုးရလည်းအတိမပြုတ်တာဒီလိုက်ဖွန်နီမဟုတ်ဘူးချူလည်းမဟုတ်ဘူးဇုံမီလည်းမဟုတ်ဘူးလူစိတ်လည်းမဟုတ်ဘူးမိဇုံလည်းမဟုတ်ဘူးချင်းမဲ့တာအဲ့ဒါကျွန်တော်တို့ကဘာအတိမပြုတ်နေလို့ဒီ UN နဲ့ဒီဟာကြီးကိုကင်ပြီးတော့ကျွန်တော်တို့ချီးဆိုပြီးဒီမှာနေကြတဲ့လူတွေကကျွန်တော်တို့ကွဲနေကြအောင်မလားကွဲနေကြအောင်မလားအဲ့ဒါဒီမှာအားလုံးလူငယ်တွေပြန်စဉ်းစားဖို့လို့ကျွန်တော်တို့အခုတော်လာရေးကာလတော်လာနေတဲ့အချိန်မှာကျွန်တော်တို့ကွဲနေကြအောင်မလားကျွန်တော်ဒီစီအစိုးရတဲ့ကျွန်တော်တို့ဘာလုပ်လဲချင်းတွေကိုလုံးဝတတိတနဲ့တတိတမတိအောင်မဆက်ဆံနိုင်အောင်လမ်းပန်းဆက်တွေလည်းအကုန်လုံးလိလူရှုထားတာကြောင်းတွေလည်းအကုန်လုံးလိလူရှုထားတာဂျာမိုင်လည်းအကုန်လုံးလိလူရှုထားတာကျွန်တော်မြန်မာနိုင်ငံမှာချီးနေအညက်ဆုံးဖြစ်အောင်တို့လုပ်တာဒီချီးနေအစာမတက်အောင်တို့ရဲ့စာပေတွေလည်းမတက်အောင်ကျောင်းမှာလည်းစာတင်ခွင့်မရအဲ့ဒါဒီမှာရောက်လာတဲ့လူတွေနိုင်ငံခြားမှာရောက်သွားတဲ့လူတွေကကိုချင်းစာကိုမျိုးနွယ်စုစာတော့မတင်ဘူးဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားမလဲဒီအခေါင်းဆောင်တွေပြန်စဉ်းစားပါဒီမှာအခွင့်အရေးရှိနေတဲ့အချိန်မှာကိုယ့်ရဲ့ data ကိုယ့်ရဲ့ချင်းစာတွေဟိုမှာတော့မတင်ရတာဒီမှာမတင်ဘူးဆိုရင်ဘာနဲ့တူသွားတယ်လဲဆိုအာနာရှင်အားပေးတာနဲ့အတူတူပဲအမှကျွန်တော်တို့တွေပို့ပြီးထိသွားတာပို့ပြီးနာသွားတာကျွန်တော်ဒီမှာတချို့သောပါစတာတွေကကျွန်တော်တို့ချီးလူမျိုးတွေအတွက်ကောင်းဖို့တိုးတက်အမြဲစူးစမ်းလုပ်နေတို့တချို့သောပါစတာတွေတချို့သော evangelist တွေဘာသာရေးနဲ့အမျိုးသားရေးခွဲလိုက်ပြန်တေးရောအမှမိအေးသုံးခါနာဖြစ်နေကျွန်တော်တို့ဘဝတွေကဘယ်ခေါင်းဆောင်မဆိုဘယ်ဘာသာရေးမဆိုသူ့အမျိုးသားအမြဲတမ်းရက်တည်တယ်ကျွန်တော်တို့ချီးနေရဒီအမျိုးသားနဲ့ဘာသာရေးကိုခွဲလိုက်တော့ကျွန်တော်တို့တွေပိုးပြီးညံ့သွားတယ်အဲ့လိုခွဲတတ်တဲ့ကျွန်တော်တို့ရဲ့ဘာသာရေးခေါင်းဆောင်တွေကြောင့်ဒီလိုခွဲချင်တာဖြစ်ကျွန်တော်တို့အမျိုးသားရေးမသိတော့ဘူးကျွန်တော်တို့ရဲ့စာပေရည်ကြီးမှုတွေမသိတာဒီလိုညံ့ပြီးနေဖို့အာနာရှင်နဲ့အတူတူပဲအာနာရှင်ရေလောင်းပေးတယ်ဆိုတာယနေ့အချိန်ထိနားမလဲတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်တော်တော်ဝမ်းနည်းစရာကောင်းပါတယ်ကျွန်တော်တို့ကလူမျိုးအတွက်လုပ်တယ်ကျွန်တော်တို့ဒီလူမျိုးတွေတိုးတက်ဖို့ဒီလူမျိုးတွေလွတ်လပ်ဖို့ဒီလူမျိုးကိုချမ်းသာဖို့ဒါပဲဒီမျိုးလုပ်တဲ့နေရာမှာဒီလူမျိုးအမျိုးသားရုံနာအမျိုးသားရုံဦးစားမပေးပဲအမျိုးသားရုံကိုအားမပေးပဲနဲ့ကျွန်တော်တို့ဘာသာရုံအကြောင်းပြပြခွဲနေမယ်ဆိုရင်ကျွန်တော်တို့အနာဂတ်မှာဘာဖြစ်သွားမလဲလူမျိုးပြောက်ဝရှိတာဟုတ်ပြီကျွန်တော်ကဆော်လမန်ကျွန်တော်လူပါကျွန်တော်လူချင်းတဲ့ဘာသာကိုကျွန်တော်ကိုးကွယ်တာခုဟိန္ဒူလည်းကိုးကွယ်နိုင်တယ်ဗုဒ္ဓလည်းကိုးကွယ်နိုင်တယ်မွတ်စလင်လည်းကိုးကွယ်နိုင်တယ်ဒါကျွန်တော်ခရစ်ယာန်ကိုးကွယ်တာကျွန်တော်ရဲ့ဘာသာနဲ့ကျွန်တော်နဲ့ဘာခွဲလို့ရမလဲကျွန်တော်တိုးတက်မှကျွန်တော်ဘာသာလည်းတိုးတက်မှာပဲ
ကျွန်တော်ချမ်းသာမှကျွန်တော်ရဲ့ဘာသာလည်းချမ်းသာမှာပဲကျွန်တော်စာမတက်ဘူးကျွန်တော်ယူအနေပဲဒီဘာသာလည်းအောက်ကျနေမှာပဲဘလို့မှခွဲလို့မရပါဘူးဘယ်မျိုးတွေမဆိုသွားကြည့်ပါသူတို့ရဲ့အမျိုးသားရဲ့သူတို့ဘာသာအတွင်တွဲသွားတယ်ကျွန်တော်တို့ချင်းတချို့တော့ကောင်းဆောင်တယ်အယံခွဲပြီးတော့အခုလူငယ်တွေအမျိုးသားရေးလည်းနားမလဲနိုင်ငံရေးလည်းနားမလဲကျွန်တော်တို့စာပေတွေလည်းလေ့လာမှမသိတော့ကျွန်တော်တို့စာပေတွေပြန်တင်ဖို့လိုအပ်လာမှလည်းမသိတော့ကျွန်တော်တို့ဒီလိုသာတွားနေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ data ဆွဲမျိုးနွယ်ဆွဲဟိုကိုင်းကနာခွဲဒီကိုင်းကနာခွဲနဲ့လုံနေမယ်ဆိုရင်ဒူလူမျိုးတွေဟာမကြဘူးကျွန်တော်တို့အမျိုးပြုတ်သွားမယ်ကျွန်တော်ဒီလူမျိုးပြုတ်ကျွန်တော်ဘာသာရေးလဲချက်ချင်းပဲပြုတ်မှာပဲအဲကြောင့်ကျွန်တော်လူမျိုးမှာအားလုံးအတူတူကယက်တီဖို့လိုတယ်အယံလိုအပ်လာဟုတ်ပြီတချို့လူတွေကပြောတယ်ဘာသာရေးနဲ့အမျိုးသားရေးခွဲပါတယ်ဟုတ်ပါတယ်လွတ်လပ်တဲ့လူမျိုးတွေမှာခွဲပါစေခွဲကြပါစေကျွန်တော်တို့ကလွတ်လပ်ပြီလားကိုအောင်ကိုအုပ်ချုပ်ပိုင်ခွင့်ရှိပြီလားကျွန်တော်တို့မှာအုပ်ချုပ်ပိုင်ခွင့်ကိုအောင်ကိုအုပ်ချုပ်ပိုင်ခွင့်မရှိလို့ကျွန်တော်တို့တော်လိုင်းလုပ်နေတဲ့အချိန်မှာသူတို့တွေကခွဲနေကြတယ်မှာကျွန်တော်တို့ပြန်ခွဲဘယ်တော့အောင်မြင်မလဲတော့အဲ့ဒါလဲကျွန်တော်ဒီမှာပြောချင်တယ်ဒါတမိုင်းမှန်ပါပဲတမိုင်းအမှန်ပါပဲကျွန်တော်ဒါဘာသာရေးစော်ကားလို့ပြောတာမဟုတ်တတိထားကြရအောင်ကျွန်တော်လူငယ်ကျွန်တော်ဘာသာရေးခေါင်းဆောင်တွေပါပြီးလို့အမျိုးသားရေးမြတ်တည်ကြတယ်လေကျွန်တော်မေးခွန်းထုတ်ချင်တယ်ဒီဗမာလွတ်လပ်ရေးမရခင်အင်္ဂလိပ်ကိုတော်လှန်တဲ့ဂျပန်ကိုတော်လှန်တော့ကြည့်သူတို့ရဲ့တမိုင်းတွေဖုန်ကြီးတွေပဲခေါင်းဆောင်တာပဲအနေနဲ့ဒေတာအတီးတီးမှာသူတို့မြန်မာလူလေရမှနိုင်ငံရေးနဲ့ဘာသာရေးကိုခွဲပြီးလုပ်တာကျွန်တော်တို့မလွတ်လပ်သေးတယ်လို့ခွဲလိုက်ပိုးသွားပြီအဲ့ဒါကြီးလိုက်အင်ဒိုနီးရှားနေပြီးတော့လွတ်လပ်ရတော့တယ်အစ္စတီမောသူတို့ခေါင်းဆောင်ပါလေပါစတာကြီးပဲဖုန်ကြီးပဲဒလိုင်းလာမာလည်းဒီတိုင်းပဲဒက်စမွန်တူတူလည်းဒီတိုင်းပဲကျွန်တော်တို့လွတ်လပ်ရေးမရခင်ကျွန်တော်တို့အုပ်ချုပ်ပိုင်ခွင့်မရှိခင်ကျွန်တော်တို့ဒီလိုသာခွဲနေမယ်ဆိုကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့ရဲ့အမျိုးသားရဲ့ဘဝတွေတွားပြီဘလို့မှကဲလို့ရတော့မှာမဟုတ်အဲကြောင့်ဒီမှာရှိတဲ့ကျောင်းသားတွေဒီမှာရှိတဲ့လူငယ်တွေဒီမှာရှိတဲ့ပညာတတ်တွေကျွန်တော်တို့အားကိုးတယ်ဘာမှမတိပဲနဲ့တိရတဲ့နဲ့ဒါမျိုးရှောက်ခွဲနေတဲ့ပုံကိုယ်တွေကိုတေချာပြောပြကြပါကျွန်တော်လူမျိုးပြုတ်ပါလိမ့်မယ်ပြုတ်ရင်မကပျောက်ဆုံးသွားလိမ့်မယ်အဲ့တိုင်းသာသွားနေမယ်ဆိုဒီမှာကျွန်တော်မလေးမှာရောက်လာကျွန်တော်ကျောင်းတချို့ကျောင်းတွေကျွန်တော်သွားကြည့်အယံဝင်ရင်နာတယ်ကျွန်တော်တို့တွေကဒီလိုပြကျွန်တော်တို့ကလေးတွေကစာမတင်မဲ့ဒီလိုပဲလျှောက်သွားမလားဒီမှာရှိတဲ့ဘာသာရေးဖွဲ့စည်းတည်တည်ရတယ်မစ်ရှင်ကကျွန်တော်ဒီမှာလုပ်ဖို့အများကြီးရှိလာပြီဒီကလေးတွေကိုမကြောင်မတက်နိုင်တဲ့ကလေးတွေကိုပံ့ပိုးခြင်းကမစ်ရှင်ပဲကျွန်တော်ထင်တော့မစ်ရှင်ပါပဲကျွန်တော်လူတွေကိုလူဖြစ်အောင်လုပ်ရအောင်ကျွန်တော်လူငယ်တွေကိုလူဖြစ်အောင်လုပ်ရအောင်ကျွန်တော်ရဲ့ချင်းလူမျိုးတို့တိုးတက်အောင်ကျွန်တော်တို့ဘာသာရေးနဲ့ဒီအမျိုးသားရေးပေါင်းရအောင်အားကောင်းရအောင်ဒီလူတွေကမလုပ်ရင်ကျွန်တော်တို့ဘယ်လိုလုပ်တော့မလဲကျွန်တော်အခုပြောတယ်ကြီးဝတိုင်းနဲ့ပြောတယ်ပြည်တွင်းမှာလည်းပြောတယ်ကျွန်တော်တို့ဘာသာရေးခေါင်းဆောင်တွေကျွန်တော်တို့ပါစတာကြီးကျွန်တော်တို့ evangelist ကြီးတွေကျွန်တော်ရဲ့ဒီအတင်းဖွဲ့တွေကျွန်တော်တို့အမျိုးတိုင်းမှာခင်ဗျားတို့မရက်တင်မလောက်တာကောင်းပါတယ်မလောက်တာကောင်းပါတယ်ကျွန်တော်တို့လူတို့မှာမျက်စိနဲ့မြင်ရတဲ့ရန်သူဆိုကျွန်တော်တို့တိုက်လို့ရတယ်မျက်စိနဲ့မမြင်ရတဲ့ရန်သူအများကြီးပဲအဲ့ဒါအမြဲတတိထားပြီးသွားနေရမှာကျွန်တော်တို့လူငယ်တွေစဉ်းစားပါကျွန်တော်တို့မှာအခုကျွန်တော်6မြို့နယ်မှာဘာရှိတယ်ဘာကြောင်းရှိလဲဘာလဲနေစားပြတာဟုတ်တယ်နာတာကျွန်တော်တို့ချီလင်းချ
ရှိအများဆုံးခရစ်ယာန်ဆိုအဲ့ဒီကလေးတွေကဘသူကလေးတွေလဲအဲ့ဒါတွေလည်းကျွန်တော်တို့စဉ်းစားမယ်ဟာခါမှာဆိုကျွန်တော်600လောက်ရှိဩကတာဝစီကမနောကဒါတွေကမမြင်ရတဲ့ policy ကိုတို့လုပ်နေတာထိုနည်းတော့မင်းတက်မှလည်းရှိတယ်မတူပီမှလည်းရှိတယ်ကံပလက်မှလည်းရှိတယ်ဖလမ်တီဒီကိုတွန်းစားမယုံတော့ကြည့်ကြည့်တို့တွေဆယ်ရန်ပြီးတာနဲ့အောင်လာနဲ့မယုံနေမှာအကုန်လုံးပေးမှာချင်းပီနေယုံဝင်ထားနေအကုန်လုံးပေးမှာတက္ကသိုလ်ကျောင်းပြီးရတဲ့အမှတို့ကိုအရာရှိနဲ့ခတ်မှာမကြတော့မဲ့ကျွန်တော်တို့10နှစ်15နှစ်မှာကျွန်တော်တို့နိုင်ငံမှာကျွန်တော်ချင်းလူမျိုးတွေမှာယုံဝင်ထားနေဘယ်သူဖြစ်မလဲဆိုတာစဉ်းစားပြီးတော့စဉ်းစားပါတို့ကမြို့တိုင်းနဲ့ဘာသာရေးတွဲနေတဲ့ချိန်မှာကျွန်တော်တို့ခွဲနေတယ်ကိုအချင်းချင်းခွဲနေတယ်ချင်းချင်းခွဲနေတယ်ကျွန်တော်ဒီမှာလည်းပြောတယ်ကျေးဇူးပြီးပြောချီးဆိုတဲ့စုရက်ကိုဖန်တီးကြပါကျွန်တော်ဒီကိုလာတယ်ဘသူတွေ့မလဲဆိုမရှိတော့ဘာသာရေးခေါင်းဆောင်လိုက်တွေ့ဖို့လည်းခက်တယ်တချို့တွေဆိုကျွန်တော်မတွေ့နိုင်ဘူးမအောင်သူတို့မှလည်းကျွန်တော်မှလည်းအချိန်မရှိဘူးဒါမျိုးပြောဖို့လည်းအချိန်မပေးနိုင်ကြဘူးကျွန်တော်အမျိုးသားရဲ့ဘယ်လိုသွားမလဲပြန်စဉ်းစားပါကျွန်တော်ပြည့်ဝနေကျွန်တော်ထိန်းရမယ်ကျွန်တော်တွန်းစားနေထိန်းရမယ်ကျွန်တော်လူတွေကမထိန်းဘယ်သူလာထိန်းပေးမလဲကျွန်တော်ဒီချင်းလူမျိုးတွေကျွန်တော်တို့ရဲ့လူတွေအတွက်ကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့နေမီကျွန်တော်တို့မကာကွယ်ဘယ်သူလာကာကွယ်ပေးမလဲထိုနည်းလောက်မှဒီမှာဘာလာလောက်ကြတာလဲဟုတ်ပြီဒီမှာ refugee လာတာဒီမှာဒုက္ခတွေလာလျှောက်တာဒုက္ခတွေလာလျှောက်ခြင်းရည်ရချက်ကတတိယနိုင်ငံရောက်ဖို့အမှန်ဆိုတတိယနိုင်ငံရောက်ဖို့တတိယနိုင်ငံမရောက်ခင်မှာဒီမှာအေးချမ်းစွာနေနိုင်ဖို့နဲ့အလောက်ငန်းရှာဖွေဖို့ရှိတဲ့ပိုက်ဆံလေးနဲ့ကျွန်တော်တို့ကြီးရွာတွေမှာအိမ်တွေမှာထားခဲ့တဲ့ကျွန်တော်တို့ရွှေမျိုးပြန်ပို့ဖို့ဒီ၃ခုအလိုပြီးကျွန်တော်ဘာမှမတွေ့ဘူးအခုတော့ဒီမှာလာကြပြီးတော့ကျွန်တော်တို့ရှင်းရှင်းမပြောတတ်တယ်ဒီဖရာတရားပြမှာအကုန်လုံးတွားကြတော့ကျွန်တော်ဘယ်လိုဘယ်မှာတွားဆုံးမလဲဘယ်မှာတွားဆုံးမလဲကျွန်တော်တို့ကချင်းပဲယူအန်လည်းချင်းဖြစ်နေပြီပြည်တွင်းမှာလည်းချင်းဖြစ်နေပြီဒီမှာအကုန်အဲ့လိုဖြစ်သွားကြတဲ့နေရာမှာအလုတ်ဖို့ခက်ပါတယ်ဒီ CNF ကကျွန်တော်တို့ပြည်တွင်းပြည်ပကျွန်တော်တို့လူမျိုးတွေအတွက်တကယ်ကိုအလုတ်ပါတယ်ကျွန်တော်တို့ရှင်းရှင်းပဲပြောပါမယ်ခမည်းတော်ရဲ့မနေ့ပြန်နေ့တင်တဲ့ကျွန်တော်ဒီညဒီမှာအသေးခံတယ်အသက်ပေးနေတာဒါတွေးနဲ့ပြောနေတဲ့စကားပါမလိမ့်ပါဘူးကျွန်တော်တို့ဖြစ်နိုင်တဲ့လောက်တတ်နိုင်တဲ့လောက်ကျွန်တော်တို့ဒီအမျိုးသားကြီးအပတ်ကျွန်တော်ဒီမလေးရှားအတွက်လည်းစူးစမ်းတယ်2019အားလုံးတည်မှာပဲဒီ UN နဲ့ပြီးတော့မလုပ်လဲပိတ်တယ်မလားဘယ်လိုပြောလဲအဲ့ဒါဟမ်ဒီမှာ refugee ပိတ်တယ်မလားအကုန်လုံးပြန်ပို့ဖို့တဲ့အဲ့ဒါပို့နိုင်ဖို့စူးစမ်းလဲလူတွေအများကြီးကျွန်တော်ချင်းတဲ့မှာဘလောက်ရင်ညာဆိုကောင်းတယ်ချင်းနေတဲ့မှာအဲ့ဒါကျွန်တော်ကြည့်နေတာပဲစနေကကြည့်နေတာသူတို့တကယ်ပြန်ချင်းနေပြီလားဟို UN နဲ့လည်းလာတယ်ချင်းပြနေတဲ့မှာဟိုမှာချင်းမှရှိတဲ့လူတွေကလည်းဒီမှာတိုက်ပွဲမရှိတော့ငြိမ်သက်လို့အေးချမ်းလို့ရှောက်အော်နေတာဒီပိခရစီလို့တဲ့ဆိုတာကျွန်တော်တို့နိုင်ငံရေးစကားပြောမယ်စကားပြောနေတော့မှမပစ်ဖို့ကိုတနကိုကင်ဖို့အဲ့ဒါပါပဲဒီညလည်းပြစ်နိုင်တယ်မနေ့ပြန်လည်းပြစ်နိုင်တယ်အဲ့ဒါဘာအေးချမ်းတာလဲ
ကျွန်တော်တို့အားကြောင့်မို့ဒီအမျိုးသားရဲ့စိတ်မဝင်စားကြတော့တခုခုဖြစ်ပြီးတော့ပြန်လာတဲ့လူတွေကမှသူတို့မှငွေကြေးရဖို့ပဲစဉ်းစားတဲ့ချင်းနေမဖြစ်တတ်ပါဘူးတကယ်ဆိုကျွန်တော်ထိုင်တဲ့ခါကျဘလို့လဲယူရင်ဒီအရေးကိုဖြည့်ရှင်းဖို့ကျွန်တော်မှတာဝန်3ယောက်တော့ပေးတာပြန်ဒီလိုမျိုးဖြစ်လို့ပြန်လာတော့မဖြစ်ဘူးတာဆရာကဂုံတိတ်ခွာစီးချွာတယ်မယ်ပြန်အားလုံးပြန်တယောက်တစ်ပေါက်ပြန်ချင်တာမပြန်ချင်တာကျွန်တော်ဘယ်လိုလုပ်မလဲအဲ့ဒါမျိုးတော့ပြန်ပြီးဟုတ်ပြီ UN နဲ့လည်းအဲ့လိုဖြစ်နေပြီကဘာလုံးကလည်းအဲ့လိုဖြစ်နေပြီဆိုဟုတ်ပြီပြန်မယ်ဆိုရင်ဂုံတိတ်ခါစီးချွာနဲ့ပြန်နိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးမယ်ဆိုကျွန်တော်တို့ဒီမှာ3ယောက်ကိုလွတ်တာဝန်ပေးတာဒီမှာပြန်ရတော့ခါကျတော့ဒီမှာရှိကြမဲ့လူတွေလည်းရှိပါလိမ့်မယ်ကျွန်တော်တို့လူကြီးနဲ့တွေ့တယ်ကော်မတီလူကြီးတွေပါစတာတွေကဲမပြန်ချင်ဘူးတဲ့ဒီဟာမလေးရှားမှာရှိတဲ့ကျွန်တော်တို့ချင်းနဲ့မပြန်ချင်ဘူးဟုတ်တာပေါ့ဘယ်လိုလုပ်ပြန်ချင်လဲပါတဘောတူညီပါလည်းမရသေးတာအခုကျွန်တော်တို့ညီကိုတွေပလေဝတ်မှာလည်းတိုက်ပွဲတွေနင်းငံဖြစ်နေတေးကြီးနေတာရခိုင်မှာရှိတဲ့ကျွန်တော်တို့ချင်းနေလည်းအခုတေးကြီးနေတာအဲ့ဒါကျွန်တော်ချင်းပြီးအေးချမ်းနေသလားကျွန်တော်ချင်းလူမျိုးတွေမှာအဲ့ဒါတွေကကျွန်တော်တို့ချင်းပြီးမှကျွန်တော်မြန်မာပြည်မှာဘာအေးချမ်းမှုရှိပြီးတော့ဘလောက်အမခံချက်ရှိပြီးတော့ကျွန်တော်တို့ပြန်ခိုင်းနေတယ်လေကျွန်တော်ချင်းတွေကိုစင်ကောချင်းတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အရေးကြုံကစီးရုံနိုင်ဖို့အရေးကြုံကဆောင်ရွက်နိုင်ဖို့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီမှာရောက်လာကြတဲ့လူငယ်ခေါင်းဆောင်တွေကျွန်တော်တို့ပါစတာကြီးတွေစုရက်ကိုကျွန်တော်ဖန်တီးကြရအောင်ဘာသာရေးကြောင့်ကိုယ့်ရဲ့စကားတွေကြောင့်ဒီမှာမျိုးနွယ်စုနဲ့နေသွားပြီနေပါဒါမဲ့အားလုံးပြန်ဆုံနိုင်တဲ့စုရက်ကိုတော့ကောင်းလုံးဖန်တီးကြရအောင်ကျွန်တော်ကမ္ဘာနိုင်ငံကြီးလည်းအားလုံးမြင်တဲ့အတိုင်းဟိုနိုင်ငံနဲ့ဒီနိုင်ငံစစ်ဖြစ်မလို့နောက်ဒါမျိုးဒီကမ္ဘာရဲ့ပါလဲဗိုင်းရပ်တွေလည်းတစ်မျိုးအဲ့ဒီကြားထဲမှာကျွန်တော်တို့ချင်းနဲ့တကွဲတပြားဖြစ်နေတော့မဟုတ်တော့ဘူးလူငယ်တွေအမျိုးသားရေးမှာစုံစည်းရက်ကိုတော့ရှားကြရအောင်ကျွန်တော်ဒီအမျိုးသားလေးကိုမှကျွန်တော်တို့ရဲ့ဒီအသက်တာလေးမှာဒီလိုချင်းအမျိုးသားတွေကိုမှကျွန်တော်တို့မဖန်တီးနိုင်ဘူးဆိုရင်ကျွန်တော်တို့ချင်းမဖြစ်တာကောင်းပါလိမ့်မယ်ကျွန်တော်တို့အခုစပွဲပေါ်ဆွေးနွေးပွဲလုပ်တာအချက်ပေါင်း52ချက်ကျော်ကျွန်တော်မှာတဘောတူညီချက်ရထားပြီအဲ့ဒီ25ချက်ကျော်တယ်မှာအခုလုံနေတာပဲမြို့ရွာတွေအားလုံးကာလန်ဖောက်နေတာပဲကျွန်တော်ချင်းပြည်နယ်မှာလင်ကွင်းတခုတော့ရှိရမယ်ဆိုတော်တော်တဘောတူတော့အခုဖောက်နေတာပဲကျွန်တော်ချင်းပြည်မှာတက္ကသိုလ်ကျောင်းတော့ရှိရမယ်ဆိုအခုတို့ရှိနေတာပဲလုံနေတာပဲကျမ်းမာရေးအခုလည်းတို့လုံနေတာပဲပညာရေးအခုကျွန်တော်တို့ချင်းပြည်နယ်ကိုယ့်ရဲ့မျိုးနွယ်စုလိုက်စားတော့တင်နေပြီလုံနေတာပဲလားကျွန်တော်တို့သဘောတူထားတဲ့ဟာတွေကြီးပဲနောက်တစ်ခုကဘာကြတဲ့စီးပွားရေးအထူးဆုံးအဲ့ဒါမကင်သေးဘူးတို့ဟိုလူလောက်တာဒီလူလောက်တာမယုံပါနဲ့ကျွန်တော်တို့ policy နဲ့တေချာလောက်ထားတဲ့ဟာတွေပါအားကြောင့်ကျွန်တော်အခုငင်းချမ်းကြီးဒီ2008ဖွဲ့စည်းပုံကြီးရဲ့အပြင်ကနေကျွန်တော်တို့ဆွေးနွေးနေတာဒီ2008ဖွဲ့စည်းပုံကြီးကိုဘလို့မှပြုတ်ပြင်လို့မရအောင်14နှစ်တိုင်တိုင်တို့ဆွဲထားတဲ့ဖွဲ့စည်းပုံဖြစ်တယ်အဲ့ဒါကိုကျွန်တော်တိုင်းသားလည်းနဲ့ကြိုင်နေနဲ့ဆွေးနွေးတဲ့ခါကျတော့ဟုတ်ပြီကျွန်တော်တို့ဒီနှစ်ဖွဲ့2008ဖွဲ့စည်းပုံရဲ့အောက်မှာမဟုတ်ပဲအပြင်မှာကျွန်တော်တို့ဆွေးနွေးမယ်တဘောတူတာကိုကျွန်တော်တို့ဥပဒေပြဋ္ဌာန်းသွားမယ်အဲ့ဒီအတိုင်းနဲ့တို့ကကဘာတိလက်မထိုးထားတာဒီ UN ကိုယ်တိုင်လာထိုးတာအမေရိကအင်္ဂလန်နော်ဝေဒင်မတ်ဒီအိမ်နီးချင်းနိုင်ငံတွေရမယ်ကျွန်တော်တို့ဦးသိန်းစိန်ခေတ်တုန်းကလက်မထိုးပြီးသားဒီ NCA လမ်းကြောင်းမှာအပ
ကျွန်တော်တို့နိုင်ငံရေးထွက်ပေါက်မရှိကျွန်တော်တို့လူမျိုးတွေအဲ့ကြောင့်ဒီ ANC ဒီငင်းချင်ကိုဖြစ်နိုင်ပြီးတော့ကျွန်တော်တို့စစ်ပွဲမပြည့်စကားပြောတော့နီးအဖြစ်ကျွန်တော်တို့အမျိုးသားရေးကျွန်တော်တို့လူချင်းတာရနိုင်ဖို့ဆိုတာကျွန်တော်တို့အားလုံးတူးချင်မတာဝန်ရှိတယ်အထူးသဖြင့်မလေးရှားလူငယ်တွေမလေးရှားမှာဒီလောက်လူတွေများတာဒီငင်းချင်နဲ့ပတ်သက်ပြီးဘာမှ statement ထုတ်တာလေထုတ်ပြချင်းရတဲ့လောက်တာမရှိဘူးတချို့တွေရှိចောင်းသားတွေအကုန်လုံးထုတ်ကြတယ်ချက်တိုင်းတိုင်းဆိုဟိုနိုင်ငံခြားရောက်လူတွေလည်းထုတ်တယ်ကျွန်တော်တို့ချင်းနေအဲ့ဒါထုတ်ဖို့မသိဘူးနိုင်ငံခြားရောက်တော့လည်းအေးဆေးဖြစ်ကုန်ကြအဲ့ဒါပါလေအမျိုးသားကြီးကိုကျွန်တော်တို့ကဦးစားမပေးလို့ဖြစ်နေတာအကုန်ထုတ်ရမယ်ဒီငင်းချမ်းရဘသူဖြက်စီးနေတယ်လဲဘသူဖြက်ချင်နေတယ်လဲအဲ့ငင်းချမ်းကြီးကိုဖြက်စီးခြင်းတဲ့ပုံကိုယ်တွေရှိနေတယ်အဖွဲ့အစည်းတွေရှိနေတယ်အဲ့ဒါမျိုးမပြည့်စည်အောင်ကျွန်တော်တို့အားလုံးကထိမ့်သိမ့်ပြီးတော့ကျွန်တော်တို့ရဲ့လိုချင်တဲ့ဟာကိုတွေးထွက်တိုင်ုံမရှိဘဲနဲ့ကျွန်တော်တို့လိုချင်တဲ့ဟာကိုကျွန်တော်ချီးနေအားလုံးစုပေါင်းပြီးတော့ကျွန်တော်ချီးနေအားလုံးအတူတကွလက်တွဲပြီးတော့ရောက်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘာခင်ကြီးတွေကျွန်တော်တို့ရဲ့ဘိုးဘေကြီးခေါင်းဆောင်ကြီးတွေပြင်လုံးမှာလက်မထိုးတာတွေပဲကျွန်တော်တောင်းနေတာအဲ့ဒါတော့ရကိုရအခုငင်းချင်လဲပိတ်တလို့မတော်တလို့တိုက်ပွဲပြန်ဖြစ်လိုက်နာမနေ့တနေ့အားလုံးစာဖတ်ကြမှာပဲပြန်ထွက်ပြန်ပေါက်လာပြီအားကြောင့်ဒီမှာရှိတဲ့လူငယ်တွေအားလုံးဒီမှာရှိတဲ့အတင်းတော်တွေအားလုံးတယောက်မချမ်းကျွန်တော်တို့ရဲ့အမျိုးသားကိုအာယုံစိုက်ပြီးတော့ကျွန်တော်တို့ရောက်ရအရက်ကနေအတူတကွပါဝင်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့အမျိုးသားရဲ့တိုးတက်မှုရှိရမယ်ရောက်ရအရက်နဲ့ကျွန်တော်တို့အမျိုးသားအောင်မြင်ရမယ်ဆိုတာဟာကိုကျွန်တော်ပြောချင်နေကုန်ချုပ်တယ်အားလုံးကျေးဇူးတင်တယ်အောက်ကကျွန်တော်တို့ဒီမေခွန်းလေးမစခင်မှာကျွန်တော်ပူပြတ်ပုံသူကဆိုရင်လူငယ်ပါဒီဖိလစ်ပင်မှာသူကပြီးသွားပြီဘာသာရေးနဲ့သူမိဘတွေကသူမောင်နှမတွေကပါစတာလုပ်ဖို့ဗာလေ evangelist တရားဟောဆရာလုပ်ဖို့ဆိုသူမျှော်နေရဒါသူပြန်ရောက်လာတဲ့တပုံဖြစ်တော့သူမှလည်းတော်ရရောက်တော့တပုံဖြစ်တော့ပါစတာလည်းမလုပ်ရတော့ဘူးတရားဟောဆရာလည်းမလုပ်အဲ့လိုမှပတ်စံလည်းမရှိဖြစ်တော့သူမှလည်းသူနည်းနည်းပပစိတ်ဝင်စားတဲ့အမျိုးသမီးတွေကလည်းရှောင်းထွက်တော့တပုံဖြစ်အချူနတ်လာမနတ်ဘူးလားဆိုလဲသူလည်းဒီမှာနည်းနည်းပြောကြပြဖို့ကျွန်တော်တို့သူလက်ခုပ်တီးပြီးဖိတ်ခေါ်ရအောင်โอเคအားလုံးကိုကျေးဇူးတင်ပါတယ်မလဲ ZZLMFS နဲ့မင်းတိုက်ရဲ့ကံပလက်ရဲ့ဒီမှာခေါင်းဆောင်တွေအားလုံးကိုဒီကဒီလိုတွေ့ရတာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်မပြောတော့ပါဘူးဒီဘုံမှုချီအားအကုန်လုံးပြောပြသွားပါပြီဒါပေမဲ့ကျွန်တော်တို့ကဒီ question and answer ပေါ့နော်အမေဖီကနာမှာကျွန်တော်တို့ကဒီဗာလဲဒီမေခွန်းရမေခွန်းပေါ်မှာကျွန်တော်တို့ကလွယ်တယ်လို့ကျွန်တော်ကထပ်ဖြီးပြီးတော့ပြန်ပြောသွားပါမယ်လို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုကျေးဇူးတင်တယ်အားလုံးလက်ခုပ်တီးအောင်ခုနကျွန်တော်ပြောသလိုဒီဗမာစကားတက်လို့ဗမာစကားပေါ့နော်ဒီ line စကားတက်နဲ့ line စကားနဲ့ဒီမှာကြားရတဲ့ဟာလေးတွေနောက်ပြီးတော့ဒီလိုမျိုးကြားပြီးသားဖြစ်သလားဆိုတာဟာအစအဆုံးထိပေါ့နော်ဒီမှာဘာမှလှုပ်ဝက်ခြင်းကြောက်ရွံ့ခြင်းအာနာခြင်းမရှိပဲကျွန်တော်ရဲ့မိသားစုလေးစိတ်ဓာတ်နဲ့ကျွန်တော်ဒီမှာဖြေချတဲ့ဟာလေးကိုလည်းအားလုံးသူတပားတွေဒီ Facebook တို့ media တို့တွေယုံထင်ကြောင်းထင်တယောက်နဲ့တယောက်မှာကြားမှာမဖြစ်ရလေအောင်အားလုံးမေးပေးကြပါဒီမေးတဲ့ခါလဲဝဲပတ်ပြီးမမေးပဲနဲ့နော်တဲ့မေးပါကျွန်တော်ဖြေတတ်ပါတယ်လို့က
ကဲမေးချင်တဲ့လူလေးလက်ညှိုးလေးထောင်ပြီးတော့ကိုယ့်ရဲ့နာမည်လေးနဲ့ဒေတာလေးပြောပြီးကျွန်တော်တို့စာမေးကြရအောင်ဟုတ်ပါပြီ